Hello မူကထားကြိုက်တဲ့သူလေးတွေရှိလားရှင်။ယနေ့ချမ်းပိတ်သက်များအားလုံးအတွက်ဒီနေ့မှာတော့မူကထားကြိုက်တဲ့သူလေးတွေပါရင်ပေါ့နော်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်မြတ်တာရခံချင်ပါတယ်။ဒီလိုမျိုးဘန်းလိုက်ကြီးမှာအသားလွှာအစုံနဲ့အချင်းအရသာကောင်းကောင်းလေးရတဲ့အမူကထားဆိုင်လေးမှာသွားစားဖြစ်တာလေးကိုဒီဗီဒီယိုလေးမှာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။သူ့မှာကတပွဲချင်းလဲမှာလို့ရတယ်လို့ဆက်လိုက်လေးနဲ့လည်းမှာလို့ရအောင်စီစဉ်ပေးထားပါတယ်။သူရဲ့ဆက်တွေက small ကနေပြီးတော့ XD ရှိပြီးတော့ small ကတော့2ယောက်စာကနေ XL ကကြတော့ family လိုက်စားလို့ရတဲ့ဆက်အကြီးအထိရှိပါတယ်လူများရင်တော့ဒီလိုဆက်လိုက်လေးမှာပြီးတော့တခြားအသားလွှာလေးတွေကို add-on အနေနဲ့မှာတာပို့ပြီးတန်ပါတယ်ရှင်ကိုရီကတော့လူများတော့ဆက်လိုက်လေးပဲမှာဖြစ်ခဲ့ပါတယ်သူရဲ့ဆက်တွေမှာဘာတွေပါလဲဆိုတော့ကြက်ဝက်အမဲစီဖူအသားအစုံပါပြီးတော့မစားတဲ့အသားရှိရင်လည်းတခြားအသားနဲ့လဲယူလို့ရပါတယ်ကိုရီကတော့လောဘကြီးပြီးတော့ XL ဆက်နှစ်ဆက်ကိုယူလိုက်တာမနှဲကုန်အောင်စားခဲ့ရပါတယ် XL ဆက်ကအခုပြထားတဲ့အတိုင်းကိုမှတော်တော်လေးကိုကြည့်ပြီးတော့အသားတွေလည်းစုံနေပါတယ်အရသာပိုင်းအနေနဲ့ဆိုရင်တော့သူကဟင်းရီကိုအရသာတွေရွေးချယ်ဖို့မရှိဘဲနဲ့ဒီတိုင်းစက်သွန်ဖြူထောင်းထားတာနဲ့ငရုတ်သီးစိမ်းထောင်းထားတာကိုထည့်ပြီးတော့အရသာဆက်ရတာမျိုးပါပြောင်းမှုလေးလည်းပေးထားတာမို့လို့ပြောင်းမှုလေးတွေကိုဟင်းရည်လေးထဲမှာထည့်ပြီးတော့ပြောင်းမှုအချို့အရသာလေးနဲ့ခတ်တောက်တဲ့အခါမှာတကယ်ကိုအရသာရှိပါတယ်အသားတွေရဲ့အရသာကတော့အရသာနှက်ထားတာမျိုးမပါတာတော့မှလက်ဆက်တာကြောင့်ချိုပြီးတော့မှွေးနေရောပါပဲရှင်အချင်းရည်လေးကလည်းချိုချင်းငန်းဆက်လေးမလို့ juicy ဖြစ်လွန်းလာတဲ့အသားလွှာပူပူလောလောလေးနဲ့တွဲစားတဲ့အခါမှာလိုက်ဖက်လွန်းလာပါတယ်ပစုံအစိမ်းထောင်းလေးထဲမှာပြစ်ခဲ့ပါတယ်ရှင်ပစုံတွေကလက်လိုက်တာမှအယောင်ကိုကြည့်တာနဲ့တောင်သိတာပါတယ်အကင်လေးဆွဲလိုက်ချင်းငန်ဆက်ပစုံအစိမ်းထောင်းလေးဆွဲလိုက်နဲ့တော်တော်လေးကိုစားမြင်ခဲ့ပါတယ်ရှင်ဒီဆိုင်လေးကဘန်ကောက်မှာရှိတာဖြစ်ပြီးတော့ဆိုင်နံပါတ်နဲ့လိပ်စာလေးကတော့မခေါ်တက်လို့ပေါ့နော်ဒီလိုလေးပြပေးလိုက်ရပါတယ်ရှင် Google Map မှာရှာကြည့်ပြီးသွားလို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်